ကိုဝါတဲ့ကိုခဏတာကိုနာဖို့ရာအပြိုသဘောမျိုးနဲ့ရောက်လာသူရဲ့မတင်မပေးပြန်သွားတော့ကွယ်အဆွေးလန်းပေါ်သူလွမ်းနေရပြီလေရင်တွေကိုဘူးခဲ့တဲ့အချိန်နာဖို့ချစ်ဘူးသမျှတွေအခုလောက်ဆိုရင်မင်းတယောက်မေးလောက်ပြီးထင်နေခဏတာကိုနာဖို့ရာအပြိုသဘောမျိုးနဲ့ရောက်လာသူရဲ့ဒီမဲ့ပေးပြန်သွားတော့ကွယ်အဆွေးလန်းပေါ်သူလွမ်းနေရပြီလေရင်လေးကုန်ဘူးခဲ့တဲ့အချိန်နာဖို့ချစ်ဘူးသမျှတွေအခုလောက်ဆိုရင်မင်းတယောက်မေးလောက်ပြီးထင်နေပြန်လာမယ်ကလေးပေးထားသူမျိုးနေသူလွယ်ရပြီကွယ်မချင်နာသူဒီစင်ကရဲ့ဒီရင်မမုန်းဖို့မလွေတဲ့ကြော်မှုသမျှမတရားများစွာလွယ်လလေးနဲ့မေးပြလိုက်ပြီလားကွာဟိုရင်တစ်ချိန်လုံးကဆိုသူပြောခဲ့တဲ့လေမောင်နာကတသက်မကွဲဘူးတဲ့မိစင်ကရဲ့မိစိမ်ကမင်းရဲ့မာယာတွေနာတာကိုနာဖို့ရာအပြိုသဘောမျိုးနဲ့ရောက်လာသူရဲ့မတင်မပေးပြန်သွားတော့